ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပန်းလောင်ရီတကုံကိုရန်ကုန်ကနေပြီးတော့တရက်ခရီးပေါ့နော်နေချင်းပြန်မဟုတ်ဘဲနဲ့ညချင်းပြန်ဘယ်လိုသွားလဲဆိုတာမျှဝေပေးပါမယ်ပထမဆုံးရန်ကုန်ကူမဲကားကို expert ကားကိုအရင်ဖြတ်လိုက်တယ်ပေါ့နော်တော့မှဒီလိုမထိုင်ရပါမယ်ထမင်းစားတော့ဒီလိုထိုင်ရပါတယ်ထိုင်ပါလေအေးတော့မှဒီလိုမထိုင်ရတဲ့ခန်းစားချက်လေးတော့လေကဲကျမတို့ည9 နာရီလောက်ကထွက်လာတဲ့ဟာကမနက်9 နာရီကြော်လောက်ဆိုရင်ကူမဲကိုရောက်ပါတယ်အဲ့တော့ကျမတို့မနက်စာတွေဘာတွေဝယ်ပြီးတော့ကားငါမလား3ဘိန်းငါမလားစဉ်းစားလိုက်တဲ့အခါမှာကျမတို့ဈေးတွေဘာညှိပြီးတော့3ဘိန်းအကြီးပေါ့နော်ငှားပြတယ်လူ3ယောက်ဆိုတော့ကွက်တီပဲပေါ့နော်ဒီ3ဘိန်းမောင်းတဲ့သူနဲ့မှဆိုစုစုပေါင်း4ယောက်ပေါ့အဲ့တော့ကျွန်တော်မနက်စာတွေဘာတွေကိုမစားတော့ဘဲနဲ့ပါဆယ်ထုတ်ပြီးလမ်းမှာပဲစားပါတယ်ခရီးကလည်းကျွန်တော်တို့မိနစ်1 နာရီလောက်တော့မောင်းရတယ်1 နာရီလောက်မောင်းရတယ်ဆိုတော့အဲ့ဒီရေတကုံမရောက်ခင်ကျွန်တော်တို့ကင်းသားဆယ်ဆိုတာရှိတယ်အခုမြင်တွေ့နေရတာကတော့ကင်းသားဆယ်ရဲ့အလှတရားပေါ့နော်ဒီမှာလည်းကျွန်မတကယ်ချင်းလေးလက်အညာကွက်ကပါမြန်လဲလမ်းမှာတော့လေသူကစစ်တက်ဂိတ်တွေရှိတာဖြစ်တဲ့အတွက်ဘယ်သွားမလဲမေးရင်ကျမတို့ဒီရေတကုံသွားမယ်လို့ပြောလိုက်ရင်ရပါတယ်ရှင့်ဒါကတော့တငယ်ချင်းနဲ့ဒီခီးစင်ရတဲ့နင်းမပိုင်းပြောစရာမကောင်းဆိုပြီးသူတို့နှစ်ယောက်ပဲတာယာပြီးတော့ကျမတို့တော့ပလစ်ထားတယ်ပေါ့နော်ဒီမှာရှောက်လန်းမှာလည်းအရန်လှတယ်ပြီးရင်သူ့ရဲ့စင်မြင့်လည်းရှိတယ်နော်အဲ့စင်မြင့်ပေါ်မှာလည်းဓာတ်ပုံတက်ရိုက်လို့ရှိရင်အနောက်ခံတောင်ရှူခင်းတွေကိုတော့ရှောက်တွေ့ရတယ်ပြီးတော့နောက်ထပ်10 မိနစ်လောက်3မိနစ်မောင်းလိုက်တာနဲ့ကျမတို့ပန်းလောင်ရဲ့အထင်ကြီးရနေရဖြစ်တဲ့ဒီဂျိုးတရာကြီးနဲ့လည်းမရိုက်လို့မရဘူးပေါ့နော်ထားခဲ့လို့မရဘူးပေါ့ဒီကနေမှကျမတို့ဆက်လေစီးလို့ရပါတယ်အရင်တော့ကဈေးကတော့တရက်ကို1000ပေါ့နော်သူတို့ကလူ10ယောက်ပြေးမှတော့ထွက်တာပေါ့နော်ကျမတို့ကတော့ဒီမှာစင်းလုံးအပြက်ငားလိုက်တယ်ပြီးတော့စင်တနင်္ဂနွေဆိုတဲ့ပိတ်ရက်ကိုကျမတို့ရှောင်သွားပါတယ်ဘာလို့လဲဆိုတော့လူရှုပ်လို့ပါအခုမြင်တွေ့နေရတဲ့လေစိတ်ကကြတော့ပန်းလောင်အီကိုလောင်ရဲ့လေစိတ်ပေါ့နော်အဲ့ဒီမှာသူတို့ရဲ့ကားတွေနဲ့ကူမဲမျိုးတွေဒီလာပို့တယ်ကြိုတယ်ပြီးရင်သူတို့ဆက်လေနဲ့ပဲတဲမဲ့နေရကိုပို့ပေးတယ်ပေါ့နော်ကျမတို့ကတော့နေချင်းပြန်ဆိုတော့အဲ့ကိုမဝင်မသွားတော့ဘူးပေါ့နော်မချိတ်ဖဲနဲ့ကိုပါတာကိုသွားတာပါဒါကတော့နောက်ထပ်ဆက်လေတစ်ခုပေါ့နော်ခုနကဂျိုးတရာနေမှာဆက်လေစီးမယ်ဆိုရင်တော့နောက်ထပ်မိနစ်40လောက်ထပ်စီးရတယ်နည်းနည်းတော့ပြင်းဖို့ကောင်းတယ်အဲ့လိုမျိုးမှမစီးကျင်ဘူးအေးဆေးဆေးစီးကျင်တဲ့သူတွေဆိုတော့စီးပေါ့အဲ့လိုမျိုးမစီးကျင်ဘူးဆိုရင်တော့သူကလေစိတ်တွေအများကြီးပဲရှိတယ်ပန်းနဲ့လေစိတ်ပန်းလောင်အီကိုလောင်လေစိတ်ပြီးတော့ပန်းလောင်စတားလေစိတ်ဆိုတာရှိမယ်အနီးဆုံးကတော့ရေတကုန်းနဲ့အနီးဆုံးကတော့မောင်းကွေးလေစိတ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အပြင်ကြရင်ထမင်းစားမဲ့နေရာလေးပါဒါလည်းလေစိတ်တစ်ခုပေါ့နော်မောင်းကွေးလေစိတ်ကနေဆိုရင်15 မိနစ်လောက်တင်မောင်းလိုက်တာနဲ့ရေတကုန်းရောက်ပါမယ်သူ့ရဲ့ရေကလည်းအရန်ကိုစိမ့်ပြလဲပြီးတော့လေတကယ်ကိုတော်တော်လှတဲ့တဘာဝနေရာလို့ပြောလို့ရပါတယ်ရောက်အောင်သွားဖို့လည်းအကြံပြုပါတယ်ကဲဒီမှာဗီဒီယိုလေးအရန်ရှည်သွားမှာဆိုလို့နောက်ထပ်ဗီဒီယိုတစ်ခုမှာရေတကုံလေးဘယ်လောက်လှလဲဆိုတာကိုလည်းထပ်ပြောပြပေးပါမယ်ရှင်